ကြိုက်နှစ်သက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်ရွာတလေးလှနဲ့တန်ရောစင်အရှုပ်ထွေးကြကစိတ်ဝင်စားစရာကောင်းတဲ့ရွှေဝါမြေကပန်းဝင်ကပါဝတ္ထုတို့ကိုခန်းစားနာဆင်ပေးကြပါဦးရှင်အတန်ကို AI ဖြင့်ပြုလုပ်ထားပါသောကြောင့်အတန်ထွက်မမှန်ပါကတောင်းပန်ပါတယ်ရှင်ရှမ်းရိုးမတောင်တန်းကြီးတွေရဲ့အောက်ခြေကအေးတာယာဆိုတဲ့ရွာကလေးဟာဒီနေ့မနက်မှာမြူနှင်းတွေနဲ့ဖုံးလွှမ်းနေပါတယ်ကိုမင်းတယောက်သူ့ရဲ့စံပြစိုက်ခင်းထဲမှာနှင်းစီပန်းပင်တွေကိုဂရုတစိုက်ပြုစုနေပါတယ်ကိုမင်းဒီနေ့ចောင်းပိတ်ရက်လေးဘာလို့စောစောစီစီအလုပ်ရှုပ်နေတာလဲချိုသာတဲ့အတန်လေးကြောင့်ကိုမင်းမောကြည့်လိုက်တော့ခြံစည်းရိုးအပြင်ဘက်မှာရက်နေတဲ့ပန်းနုသူမဟာရွာကကလေးတွေကိုစာတင်ပေးတဲ့ဆရာမလေးဖြစ်တယ်လို့ကိုမင်းရဲ့တူးရဲသောအချစ်ဦးလေးဖြစ်ပါတယ်ပန်းအတွက်နှင်းစီဝါလေးတွေပွင့်နေပြီလေအဲ့ဒါခူးပေးမလို့စောင့်နေတာကိုမင်းကနှင်းစီပွင့်လေးတွေကိုကမ်းပေးလိုက်တဲ့အခါပန်းနုရဲ့ပပြင်းလေးတွေဟာပန်းရောင်တန်းသွားပါတယ်သူတို့နှစ်ဦးရဲ့အချစ်ဟာဒီရွာကလေးမှာအေးချမ်းတဲ့စမ်းရည်ပမာကြည်လင်နေခဲ့တာပါတပတ်ခန့်ကြာမှာတော့ရွာလမ်းမပေါ်တွင်ကားနဲ့ရောင်တစည်းရောက်လာပါတယ်ကားပေါ်ကဆင်းလာသူကတော့ကိုမင်းရဲ့ငယ်တငယ်ချင်းနှင်းနွယ်ပါသူမဟာမြို့မှာစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီးခင်မီတဲ့ဝစ်စုံဈေးကြီးတဲ့ရေမွေးနှံတွေနဲ့ရွာသားတွေကိုအံ့အားသင့်စေပါတယ်မင်းနင်ကတော့အရင်တိုင်းပဲနော်ဒီရွာလေးထဲမှာပဲအချိန်ကုန်နေတုန်းလားနှင်းနွယ်ကကိုမင်းကိုတွေ့ချင်းပိုင်ဆိုးပိုင်နဲ့နှုတ်ဆက်ပါတယ်သူမရွာကိုပြန်လာတာကအကြောင်းမဲ့မဟုတ်ပါဘူးကိုမင်းပိုင်ဆိုင်တဲ့မြေကွက်ကျဲကြီးတွေမှာမြို့ပြကကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီးဟိုတယ်စီမံကိန်းလုပ်ချင်နေတာပါအဲ့ဒီအတွက်ကိုမင်းကိုသူမရဲ့အနားကိုဆွဲခေါ်ဖို့ကြံစီပါတော့တယ်နင်းတွေဟာစီးပွားရေးဆွေးနွေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ကိုမင်းကိုမြို့ပေါ်ကစားတောက်ဆိုင်တွေအစည်းအဝေးတွေကိုခဏခဏခေါ်သွားပါတယ်ပန်းနုတယောက်တည်းရွာမှာကြံခဲ့ရတဲ့ရက်တွေများလာပါတယ်တရက်မှာတော့နင်းတွေကပန်းနုစီကိုဖုန်းဆက်ပြီးမြို့ကိုလာခဲ့ဖို့ကိုမင်းကလည်းလာခဲ့ရင်ပြောကြောင်းလိန်ညာဖိတ်ခေါ်ပါတယ်ပန်းနုရောက်သွားတဲ့အချိန်မှာတော့နင်းတွေဟာကိုမင်းရဲ့ပခုံးပေါ်ခေါင်းမိပြီးရေမောနေတဲ့ပုံစံကိုတမင်တကာဖန်တီးပြပါတယ်စားတောက်ဆိုင်တစ်ခုတွင်နင်းတွေကပန်းနုအားပန်းနုကိုအမှန်တိုင်းပြောရမယ်ကိုမင်းကအခုငါနဲ့စီးပွားရေးအကြီးကျယ်လုပ်တော့မှာသူကမြို့မှာပဲအခြေချတော့မယ်ပန်းနုလိုရွာကဆရာမလေးတယောက်ကသူ့အတွက်ဘာထောက်ကူမှပေးနိုင်မှာမဟုတ်ဘူးနှင်းတွေရဲ့စကလုံးတွေဟာဓားသွားလိုထက်မြက်လှပါတယ်ပန်းနုဟာကိုမင်းကိုယုံကျင်ပေမဲ့သူမမြင်လိုက်ရတဲ့မြင်ကွင်းတွေနဲ့နှင်းတွေပြောပြတဲ့မြို့တက်မဲ့အစီအစဉ်တွေကြောင့်ရင်ထဲမှာမွန်းကျက်လာပါတယ်ပန်းနုဟာကိုမင်းကိုစကားတခွန်းမှမပြောဘဲရွာကနေတခြားမြို့ကိုတာဝန်ပြောင်းရွှေ့ဖို့တိတ်တဆိတ်လျှောက်လွှာတင်လိုက်ပါတယ်သူမထွက်ခွာမင်းနေမှာပဲကိုမင်းကနှင်းတွေရဲ့ကောက်ကျစ်တဲ့အကြံစီကိုသိသွားပါတယ်နှင်းတွေဟာကိုမင်းမသိပဲလယ်မြေတွေအားကုမ္ပဏီစီရောင်းချမဲ့စာချုပ်မှာကိုမင်းရဲ့လက်မှတ်ကိုအတုထိုးဖို့စ조사နေတာကိုမင်းမိသွားတာပါနှင်းတွေနင်ဟာငါတငယ်ချင်းလို့ငါတတ်မှတ်ခဲ့တာမှားသွားပြီငါမြေတွေကိုနင်ဘယ်တော့မှမရစေရဘူးပြီးတော့ပန်းနုကိုနင်ဘာတွေပြောလိုက်တာလဲကိုမင်းဟာဒေါ်လာတကြီးနဲ့နှင်းတွေကိုနှင်ထုတ်လိုက်ပြီးဘူတာယုံစီကိုဆိုင်ကယ်နဲ့အမြန်ဆုံးမောင်းထွက်ခဲ့ပါတယ်ဘူတာယုံမှာယထာကစတင်ထွက်ခွာတော့မယ့်အချိန်ပန်းနုဟာမျက်ရည်တွေနဲ့သတင်းပေါက်ကနေငေးကြည့်နေတော့ပန်းမတော်ပါနဲ့ကိုမင်းရဲ့အော်တန်ကြောင့်ပန်းနုအံ့ဩသွားပါတယ်ကိုမင်းဟာရထားပေါ်ကိုအမိတက်ပြီးပန်းနုကိုအရာအလုံးရှင်းပြပါတယ်နှင်းတွေရဲ့လိန်ညာမှုတွေသူ့ဘာကြောင့်မြို့ကိုခဏခဏသွားခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းတွေကိုအသေးစိတ်ပြောပြတဲ့အခါမှာပန်းနုရဲ့ရင်ထဲကအမုန်းတိမ်တိုက်တွေလွင့်စင်သွားပါတော့တယ်ကိုတို့ရွာကလေးမှာပဲစိုက်ပျိုးရေးလုပ်ငန်းတွေကိုအတူတူချဲ့ထွင်ကြရအောင်ကိုဘွားရဲ့စံပြကပန်းတယောက်သေးပါမိုးဦးကြချိန်ရောက်တဲ့အခါအေးသာယာရွာလေးဟာအရင်ကထက်ပိုမိုစိမ့်လန်းဆူပြေးလာပါတယ်နှင်းတွေကတော့သူမရဲ့လောဘဇောတွေကြောင့်အဆက်တကွဲနဲ့မြို့ကိုပြန်သွားရပါတယ်ကိုမင်းနဲ့ပန်းနူးတို့ရဲ့မင်္ဂလာပွဲကိုတော့ရွာဦးကျောင်းမှာစီကားတိုက်မြိုက်စွာကျင်းပခဲ့ပါတယ်သူတို့နှစ်ဦးဟာဝင်းကားပါတဲကထွက်လာနိုင်ခဲ့တဲ့ပန်းနှစ်ပွင့်လိုပဲအတူတူလန်းဆန်းစွာနဲ့ဘဝတစ်ကိုရှောက်လန်းသွားကြပါတော့တယ်ကြိုက်နှစ်သက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်